ဒါကတော့ကမ္ဘာပေါ်မှာဈေးကြီးဆုံးလို့သတ်မှတ်ထားတဲ့ပြားရည်ပါသူ့ရဲ့တန်ဖိုးက1ကီလိုဂရမ်ကိုအမေရိကန်ဒေါ်လာ4,500မြန်မာငွေသိန်းပေါင်းများစွာတန်ကြေးရှိပါတယ်ဘာလို့ဒီလောက်တောင်ဈေးကြီးနေရတာလဲအဖြေကတော့ရှာဖွေရခက်ခဲမှုထူးခြားတဲ့တထုတက်ပါဝင်မှုနဲ့တဘာဝအတိုင်းစစ်စစ်ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်ဒီပြားရည်ကိုအယ်ဗန်ပြားရည်လို့ခေါ်ပြီးတူရကီနိုင်ငံရဲ့တောင်တန်းတွေပေါ်မှာရှိတဲ့အလွန်ဝေးလံခေါင်ဖျားတဲ့ဂူတွေထဲကနေထုတ်ယူရတာပါအံ့ဩစရာကောင်းတာကပေပေါင်း8,200ကျော်မီတာ2,500အနက်ရှိတဲ့ဂူနက်ကြီးတွေထဲကနေရှာဖွေစုဆောင်းရတာဖြစ်ပါတယ်ဒီအဖိုးတန်ပြားရည်ကိုရရှိဖို့အတွက်တောင်တက်သမားတွေဟာကျိုးတွေကိုအသုံးပြုပြီး6ကမ်းပါးတွေထဲဆင်းရတဲ့စွန်စားခန်းကိုဖွင့်ကြရပါတယ်အဆင့်တိုင်းမှာတွေကစောင့်ကြုံနေတာပါအမြင့်ကြောင့်ကြောက်စရာကောင်းယုံတွေမကပဲတောတိုင်းများတွေရဲ့အနေရကလည်းအလွန်ကြီးမားပါတယ်ဒီပြားတွေဟာအရန်ကိုရံမှုတက်ကြပြီးသူတို့ကိုမောင်းထုတ်ဖို့မီးခိုးနဲ့မှိုင်းတိုက်ရင်တော့မပြေးကြပါဘူးဒီပြားရည်ရဲ့ထူးခြားချက်ကဂူတွေထဲမှာရှိတဲ့တီးတန့်ရာသီဥတုအောက်မှာပြားအိမ်တွေအသုံးမပြုဘဲတဘာဝအတိုင်းဖြစ်တည်လာတာပါဒါကြောင့်လေခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အာဟာရဓာတ်တွေအလွန်မြင့်မားစွာပါဝင်နေတာဖြစ်ပါတယ်ဒီရှားပါးထုတ်ကုန်ကိုစုဆောင်းဖို့တစ်နှစ်မှာတစ်ကြိမ်သာအခွင့်အရေးရှိပါတယ်ပြားတွေကပြားလာဖို့တွေကိုအပြီးသက်ပိတ်လိုက်တဲ့အချိန်ကြာမှသာတွားရောက်ယူဆောင်ကြရတာဖြစ်ပါတယ်